ဆွဲလာတဲ့ကားတွေနော်ဆွဲလာတာဆက်ရှိုး ဟိုနေ့ကဆွဲလာတာလေဟုတ်ကြိုက်ကြတော့ကိုရောမောင်းဆမ်းမယ်လေဒီကားလူနော်ပါတူရီပါတူရီဝမ်ပါတူရီနော်ဆွဲလာတဲ့ကားတွေနော်ဆိုင်တာခက်ကိုရောနော်ပြုတ်ဝင်ပေါ်ရတဲ့ကားလေးလမ်းမမှာချတွေ့ပြီးတော့ဒီကားလေးမောင်းခိုင်းတော့နော်ပရိုဘောပါတူရီတွေပေါ့မာမောင်းတဲ့တပီးရတော့မှခောက်တယ်ပေါ့နော်ခောက်တယ်နဲ့မောင်းနေကျွန်တော်တို့ဒီမှာကားလမ်းကြောင်းနည်းနည်းလေးတုတ်ခင်းနေအခါကျတော့မောင်းကပြနေတော့အထင်မပြေသေးဘူးပေါ့နော်ဘောကဘောကီယာအောက်ကီယာကို solid spy နော်မဆိုင်ပြီနော်ဆိုင်ပြီမှာ60နေပြီနော်60နေပြီ60နေပြီမှာချစ်ကိုကြီးမှာနေပြီနေမယ်နေရှင်းနေအပေါ်ရှင်းနေမနော်ချစ်ကိုကြီးနေနဲ့ speed ဒီမှာကျွန်တော်ချစ်ကိုကြီးနော်လိုင်းသားနေလူကလာအားပေးသွားတာကားဆွဲပြီးတော့နော်ကားဆွဲပြီးတော့ကျွန်တော်ကပိတ်ရက်ကြီးကိုလာပြီးတော့အားပေးသွားတာလာပြင်းနေကစုံလာပြင်းနေပြီပေါ့နော်ကားလာဆွဲပြီးတော့ကျွန်တော်ကလာပြင်သွားတဲ့ကားလေးပေါ့နော်အချိန်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ချစ်ကိုကြီးကားမှာမိတ်ဆွေပေါင်းတင်အားလုံးလဲကျွန်တော်မှလာရောက်ပြုလုပ်ရရတယ်စူပီတာပလဲလန်ကားလေးကိတ်နီနာမှာဖွင့်တာနော်မင်းကျော်ဂီယာပေါက်ဆိုင်နော်ဂီယာပေါက်တီးတဲ့မဲ့ပြုပြင်ပေးတာနော်ကျွန်တော်အယောင်မရှိဘူးနော်ဂီယာပေါက်မယောင်းပါဘူးကျွန်တော်ပြင်ပေးတာပါနော်ကျွန်တော်ပြင်တာတခုတည်းတီးတန်းလုပ်ပေးတာပါစီဗီဂီယာပေါက်တွေလည်းကျွန်တော်ဒီမှာပြုပြင်လို့ရပါတယ်နော်အမကန်လေးပါပါတယ်တောင်ယူတောင်ခပ်ပြီးလည်းလုပ်ပေးပါတယ်နော်နေချင်းပြီးတယ်ညာနေချင်းပြီးတယ်โอเคတော့မောင်းနေအောင်နော်โอเคပါကျေးဇူးအများကြီးတင်ပါတယ်မင်းကျော်နှုတ်ဆက်ပါတယ်နော်နောက်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါလို့နော်